တာဝန်ထမ်းဆောင်နေတဲ့ဒီလူအမှုပညာရှင်တွေဒီလူဝန်ထမ်းတွေဗုဒ္ဓသာသနာနေလို့လာလို့ထွန်းလင်းတောက်ပါလာအောင်စွမ်းဆောင်နေတဲ့သာသနာဝန်ထမ်းတွေဒါတွေကြည့်ပြီးတတိမာမြိတ်ဆိုလာဘို့လိုလဲမရဘဝကံမွေကြိုးစားမှုနဲ့တော့ကနေရင်ဆိုင်ရှင်ပြိုင်ခဲ့ရပါတယ်ဆရာပညာရည်ပညာရှိ